အားလုံးပဲမင်္ဂလာပါအခုဒီနေ့အိမ်မှာနားတော့ပေါ့နော်ခုနကသမင်းစားပြီးချင်းကိုအချင်းကအရန်စားချင်တာနဲ့အိမ်မှာဟိုတနေ့ကတရတီနှလုံးဝယ်ထားတာကိုတစ်လုံးကြံလို့ဒါလေးကိုကိုယ်တိုင် share တုတ်ထားပါတယ်ငပိတွေနဲ့ပစွန်ချောက်တွေနဲ့ share ကိုတုတ်ထားရပေါ့နော်တရတီနှလုံးကိုတစ်လုံးလေးကြံတာတစ်လုံးကိုဆိုဒီလောက်လေးတေးသေးလေးကိုတစ်လုံး3000နဲ့ဝယ်ထားရလေအဲ့လေးစားပါမယ်စားကြပါဦးရှင် share ပဲတရတီကိုကြတော့ဒီဘယ်လိုကြိုက်မှမသိဒီလေးလိုက်ခဲ့တာတော့ကကျွတ်ကောင်းလားအဲ့အချင်းဆိုလေးတခြားချင်းတွေကတရတီတုတ်စားတာပဲကြိုက်တယ်တရားတော့မချင်းဟောရန်ကောင်းဆက်စားလာအောင်မယ်နော်အားလုံးပဲတက်တာပါဒီဆက်စုပ်လေးကိုကြည့်ပြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်